တိထားပါရိုးရိုးစားလို့ရတဲ့မော်ဗျူလေးလို့ထင်ပြီးမှားစားမိလိုက်ရင်တော့တင့်ခန္ဓာကိုယ်ရဲ့လှုပ်ဆောင်ချက်တွေအားလုံးရပ်တန့်သွားနိုင်ပါတယ်အခုမြင်တွေ့နေရတာကတော့ destroying angel လို့ခေါ်တဲ့အစိတ်ပြင်းမှုတဲ့မိုးပဲဖြစ်ပါတယ်သူကတခြားအစိတ်ရှိတဲ့အရာတွေလို့အယောင်တောက်တွေဒါမှမဟုတ်ထူးခြားတဲ့ဟနက်အသက်တွေနဲ့တတိပေးလေးမရှိပါဘူးကျွန်တော်တို့တောထဲမှာအလွဲတကူရှာဖွေစားတောက်လေးချီတဲ့စားလို့ရတဲ့မိုးဗျူလေးတွေနဲ့ပုံစံချင်းအတူတူပဲမို့အလွန်ကိုအန်ဒီရများပါတယ်ဒီမိုကဘာလို့ဒီလောက်တောင်လှည့်စားနိုင်ရတာလဲဆိုတော့သူထဲမှာအမတောက်စင်စလို့ခေါ်တဲ့မော်လီကျူတဲ့ power နည်းလိုပါပဲခန္ဓာကိုယ်ထဲရောက်သွားပြီဆိုတာနဲ့ဒီတက်တွေကတင်းငယ်တဲ့ဖြည့်စီအီသမားတွေလိုမျိုး RNA polymerase 2လို့ခေါ်တဲ့ enzyme စီကိုတိုက်ရိုက်သွားရောက်ပေါင်းစပ်လိုက်ပါတယ်ဒါဟာတင်းရဲ့ cell တွေကနေ protein အသစ်တွေထုတ်လို့မျိုးကိုတိုက်ရိုက်ပိတ်ဆို့လိုက်တာဖြစ်ပြီးတင်းရဲ့ဇီဝကမဖြစ်စဉ်ရန်တရားတစ်ခုလုံးကိုတိတ်ကျစိတ်ရပ်တန့်သွားစေတာဖြစ်ပါတယ်ဒီလိုခန္ဓာကိုယ်တွေကစနစ်တည်ရပ်တန့်သွားတာကိုထိတာဖို့အတွက်24နာရီလောက်အထိကြာတတ်တာကြောင့်ဒီထောင်းကြောက်ကတကယ်ကိုကြောက်စရာကောင်းပါတယ်ဒါကြောင့်တင်ကိုယ်တိုင်ဖြစ်ဖြစ်တင့်တငယ်ချင်းတွေဖြစ်ဖြစ်တောထဲမှာမှုသွားခူးတော်မယ်ဆိုရင်မှုရဲ့အောက်ခြေကိုတေးချစစ်ဆေးဖို့ပြောပြပေးပါအကယ်၍မှုရဲ့ပင်စီဟာခွတ်ပုံစံအိတ်ငယ်လေးထဲမှာရှိနေလေဆိုရင်တော့လုံးဝမထိပါနဲ့